12 လပိုင်း 4 ရက်နေ့ကနေစပြီးတော့ TikTok မှာငွေရှာဖို့လုံးဝကိုမလွယ်ကူတော့ပါဘူး။ဘာကြောင့်လဲဆိုရင်တော့အခုတလော TikTok software တွေက creator တွေက program တွေကိုဝင်လိုက်မယ်ဆိုရင်တော့အခုလိုမျိုး notification လေးကိုထုတ်ပြန်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အခုလာမယ့်2025ခုနှစ်ဒီဇင်ဘာလ 4 ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့ qualify view တွေကို monetization ရှောက်လို့ရတဲ့8နိုင်ငံကနေလွဲပြီးတော့ဘယ်နိုင်ငံကမှ qualify view အနေနဲ့မသက်မှတ်ပြီးတော့ဘူးဆိုပြီးတော့ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ထိုင်းမလေးရှားစင်ကာပူနိုင်ငံတွေကနေဗီဒီယိုကြည့်မယ်ဆိုရင် qualify view အနေနဲ့မသက်မှတ်ပေးပါဘူးအခုလက်ရှိအထိတော့ရနေပါသေးတယ်ဒါကြောင့်မို့မိတ်ဆွေတို့တင်လိုက်တဲ့ဗီဒီယိုကိုဂျပန်ကိုရီးယား UK US မက္ကဆီကိုဂျာမနီပြင်သစ်ဘရာဇီးစတဲ့နိုင်ငံတွေကနေလွဲပြီးတော့အခြားနိုင်ငံတွေကနေကြည့်မယ်ဆိုရင်တော့ပိုက်ဆံမပေးတော့ပါဘူးဒီအတိုင်းဆိုရင်တော့ TikTok ကနေငွေရှာနေတဲ့သူတွေအနေနဲ့ဒေါ်လာ100ရဖို့ဆိုတာလုံးဝကိုမလွယ်ကူနိုင်တော့ပါဘူးမိတ်ဆွေတို့ရော TikTok ကနေထုတ်ပြန်လာတဲ့ဒီ notification လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဆိုတာကို comment မှာမျှဝေပေးခဲ့နိုင်ပါတယ်ခင်ဗျာ